ငါးကောင်းတစ်ခုကြောင့်နဲ့မိသားစုချင်းစပွဲလန်တဲ့အထိဖြစ်သွားမယ်လို့ဘယ်သူထင်ပါလဲအခုတော့ဒီကောင်မလေးဟာ follow 2 တန်းနဲ့နာမည်ကြီးနေပါပြီဒါပေမဲ့သူမနောက်ွယ်မှာကြောက်စရာကောင်းတဲ့ထောင်ချောက်တစ်ခုစောင့်ကြနေတာကိုရောသူမသိပါမလားဖြစ်ပုံကဒီလိုပါထမင်းစပွဲမှာငါးကောင်းကိုကိုယ်ပတ်လက်မိယုံနဲ့ဆွေမျိုးတွေကလူကြီးကိုမယို့သေးဘူးလို့ဆိုပြီးဝိုင်းနေကိုကြတာပါအထူးသဖြင့်ဦးလေးဖြစ်သူကငါလိုရည်ချင်းရှိတဲ့သူဘက်ကိုငါးကောင်းလဲရမယ်ဆိုပြီးပြဿနာရှာတဲ့အခါမှာတော့ဒီတစ်ခါတော့သူမအောက်မခံတော့ပါဘူးအစားချင်ရင်ကိုယ့်ဘာသာလှည့်စားလေလို့ပြန်ပြောလိုက်တဲ့အခါဆွေမျိုးတွေကပိုဆိုးလာပါတယ်နောက်ဆုံးမှာတော့ system ရဲ့ဖွေးတွေရဖို့အတွက်သူမစပွဲကိုဝုန်းကနဲ့လှန်ပစ်လိုက်ပါတော့တယ်ဒီလိုရဲ့ကြောင့်လက်ကြည့်နေသူတွေကြားမှာသူမဟာဟီရိုတယောက်လိုရေပန်းစားသွားခဲ့ပါတယ်မိဘတွေကလည်းသူမဘက်ကရက်တီပေးပြီးအဲ့ဒီအစိတ်တောက်ဆွေမျိုးတွေကိုထားခဲ့လိုက်ပါတယ်နောက်တနေ့မနက်မှာတော့သူမဟာ follow 2 တန်းနဲ့ training ဖြစ်နေပါပြီဖိုးတွေတုံးပြီးစုလဲလိုက်တဲ့အခါမှာတော့ထူးထူးဆန်းဆန်းသွားတိုက်စီတကူ hacking skill hacker တက်နဲ့ bird language ငှက်ဘာသာစကားအတို့ကိုရရှိခဲ့ပါတယ်ဒီအစွမ်းတွေကဘာလို့ဖို့လဲလို့သူမစူးစမ်းနေတော့မှာပဲမနေ့ကအဆက်ရသွားတဲ့ဝမ်းကွဲညီမဖြစ်သူစီကဖုံးဝင်လာပါတယ်သူမကိုလာတွေ့ဖို့ချော့မော့ခေါ်နေတာပါဘာမှမသိတဲ့သူမကတော့ဝမ်းကွဲညီမစီကိုသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာတော့မနာလိုစိတ်တွေနဲ့ပြည့်နေတဲ့ဝမ်းကွဲညီမကသူမကိုနာမည်ဖြတ်ဖို့နဲ့အဆက်ခွဲဖို့ထောင်ချောက်ကြီးတစ်ခုပြင်ဆင်ထားတာပါသူမရရှိထားတဲ့ထူးဆန်းတဲ့အစွမ်းတွေကဒီထောင်ချောက်ကနေလွတ်မြောက်အောင်ကူညီပေးနိုင်မလားဒါမှမဟုတ်ဝမ်းကွဲညီမရဲ့အကွက်ထဲမှာပဲလစ်မုန်းသွားမလားပရိသတ်ကြီးတို့ရောဝမ်းကွဲညီမကဘလို့ထောင်ချောက်မျိုးဆင်ထားတယ်လို့ထင်တယ်လဲသူမရထားတဲ့ငှက်စကားပြောတဲ့အစွမ်းကရောဘလို့နေရာမှာသုံးရမှာလဲနောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာသိချင်ရင် follow လုပ်ထားကြအောင်နော်ဒီလိုအစိတ်တောက်ဖြစ်တဲ့ဆွေမျိုးမျိုးကြုံဘူးရင် comment မှာရေးပေးခဲ့ပါဦးဗီဒီယိုလေးကို like ပေးပြီး report share လုပ်ဖို့မမေ့နဲ့ဦးတော့အားလုံးကိုကျေးဇူးတင်ပါတယ်